မင်္ဂလာပါအကို မင်္ဂလာပါဗျာ ဒီ podcast မှာပေါ့နော်လာပြီးရတဲ့ကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ပါလာတော့ဝန်တာပါတယ် အပြည့်လဲတို့ပြောနေကြပဲတွေ့နေကြပဲဆိုတဲ့ခါကျတော့ဒါပေမဲ့ခုတစ်ခေါက်တော့တို့ဟိုးအရေးပေါ့နော်အကိုဖေကနေစပြီးတော့နီးပညာနဲ့အကျွမ်းသူတွေဖြစ်ခဲ့ရတယ်ပေါ့နော်ငယ်တော့ကဘယ်လိုမျိုးစပြီးတော့ရှင်းနေခဲ့ရလဲပေါ့အဲ့ရနေပြီးတော့တို့စပြီးတော့ပြပြပေးပါလားဟုတ်နီးပညာနဲ့စပြီးရင်းနှီးရတဲ့ဆိုင် electronic နဲ့စရင်းနှီးရလို့ပို့ပြီးတော့ပြောလို့ရမှာနော်အဲ့ငယ်တော့အဲ့မှာအဖိုးရှိတယ်အဖိုးကအဲ့မိုးလေဝသပညာရှိပေါ့နော်ဒါပေမဲ့သူ့ရဲ့ side job ကသူ့ရဲ့ဝါသနာအဲ့ radio တွေဆင်ပြီးတော့အဲ့တော့ရောင်းစားတာပေါ့နော်အဲ့တော့သူ radio တွေဆင်တော့ငယ်တွေကစပြီးကျွမ်းတူရင်ရှိရယ်ပြီးရင်လို့ရုပ်တွေပါတောင်းရင်လည်းအဖိုးကမလုပ်ပြီးလဲဆိုတော့ electronic တိုင်ကိုခေါ်သွားပြီးတော့ motor တွေဝယ်ပိန်းလုံးနေနဲ့ပိန်နီအနေနဲ့သူဆင်ပြီးတော့လို့ပေးဆော့တာမျိုးများတယ်ပေါ့နော်အဲ့ကနေစပြီးတော့သူ့မှာရှိတဲ့စာအုပ်တွေဒီဟွာတွေကိုဖတ်ရင်းနဲ့ electronic နဲ့စပြီးတော့ရင်းနှီးလာတာပေါ့နော်ပြီးတော့မှနည်းနည်းလေးတက်ကြည့်လာတော့မှကွန်ပျူတာနဲ့စပြီးတော့အထီးတွေ့ပြတာပေါ့ဟုတ်ဆိုတော့ကွန်ပျူတာနဲ့စပြီးတော့ရင်းနှီးလိုက်ခါကျတော့အခုဘာတွေစပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဒီမျိုးတီထွင်တဲ့ဟာမျိုးတွေဘယ်လိုမျိုးကနေပြီးတော့စပြီးတော့အဲ့လိုမျိုး invention ဘက်ကိုပြောက်လာကွန်ပျူတာနဲ့စပြီးရင်းနှီးတာ6တန်းလောက်မှာပေါ့နော်6တန်းလောက်မှာအိမ်ကကွန်ပျူတာစပြီးတော့ရောက်လာတယ်သူတို့ကအိမ်ကဟိုပါပေါ့စာအုပ်ထုတ်တဲ့လုပ်ငန်းလုပ်တယ်တော့ကွန်ပျူတာစရောက်လာတော့အိမ်မှာ Apple computer ဆိုတော့ပထမဆုံးစပြီးတော့တွေ့မိတဲ့ language က Apple script လို့ခေါ်တယ်သူကအဲ့လို natural language နဲ့ရေးရ software ကိုဥပမာ Finder ဆိုတဲ့ application တွေရှိရပါတော့အဲ့ဆိုရင်သူက တဲ့ application Finder to copy file from here to there and repeat this process အဲ့ဒါမျိုး natural language နဲ့ရေးလိုက်ပြီးအဲ့ software လေး run လို့ရတယ်အဲ့မှာစပြီးတော့ကွန်ပျူတာဆိုတာဒီလို program လုပ်လို့ရပါလားပေါ့နော်စပြီးတော့ရင်းနှီးလာတာနေပြီးနောက်ပိုင်းကျတော့ C တို့ Pascal တို့ဖြစ်လာချိန်မှာဒါတွေကခုနတဲ့ application ဆိုတာ function call တွေပါလား repeat လုပ်ခိုင်းနေဆိုတာ looping ပတ်တာပါလားဖြည်းဖြည်းချင်းတက်လာတာပေါ့နော်ပထမဆုံးအကိုတီထွင်ခဲ့ app ပေါ့နော်ခဏခဏကြောက်တယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးသိအောင်လို့ပြပြပေးပါအောင်လူတွေအများကြီးတက်စီပြီးတော့ဒါလုံးချဖို့တကူလာပြီးတော့ပတ်စံနဲ့ဝေးချတဲ့ app ပေါ့နော်မြန်မာဘာသာနဲ့ app ဟုတ်ကျွန်တော်ရဲ့ပထမဆုံး app ပေါ့နော်ပထမဆုံးဘယ်လိုပြောမလဲအတန်းဝင်ရောင်းတန်းဝင်သွားတဲ့ app က MySM လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဗမာပြည်မှာဖုန်းတွေစပြီးပေါ်တယ်ကွာဖုန်းတွေစပြီးတော့ဒီ handphone တွေပေါ့ smartphone တွေမဟုတ်သေးဘူးသူက keypad လေးနဲ့နှိပ်ရတဲ့ black and white ဖုန်းလေးပေါ့စပြီးရောင်းတော့ဗမာသားမပါဘူးပေါ့ထုံးတဲ့တိုင်းအဲ့မှာဗမာသားပေါအောင်လုပ်ရင်းနဲ့အဲ့ MySM ဆိုတဲ့ application လေးကမြန်မာလို SMS ပို့လို့ရတယ်ပေါ့နော်အဲ့တော့ကိုရီးယားတော့ကွက်ကိုပဲတကယ်ကြီးနေချင်းအဲ့လို SMS ပို့ချင်လို့ရေးတာပေါ့နော်ဒါပေမဲ့ကန်ကောင်းကျင်တော့အဲ့ဒီဟာကလူတွေအားလုံးရဲ့လိုအပ်နေတာဖြစ်သွားတော့အဲ့ဒါကိုမခင်တဲ့တင်ပြတယ်ပေါ့နော်တင်ပြတော့အဲ့လိုပဲအကိုတယောက်ရဲ့မန္တလေးကပြပွဲမှာရန်ကုန်မှာတော့မဟုတ်မန္တလေးမှာရောက်ရင်းနဲ့သွားလီနေနဲ့ပြပွဲတစ်ခုရှိတော့အကိုကျွန်တော်ဇပွဲကုံလေးတစ်လုံးပေးပါပေါ့နော်အဲ့ဇပွဲကုံလေးမှာကျွန်တော် app လေးပြခြင်းလို့ပါဆိုပြီးတော့စပြီးလုပ်လိုက်တာနေပြီးတော့အဲ့နေ့မှာအဲ့ပြပွဲတစ်ချမ်းကကျွန်တော် software ဝယ်ခြင်းနဲ့အဲ့လူတွေကတန်းစီနေရပါတော့ဒါ3ရက်ဆို3ရက်လုံးလုံးလူရောက်ရာနဲ့ချီတန်းစီပြီးတော့ဝယ်တဲ့အထိဖြစ်သွားပြီးတော့consumer application ဆိုတဲ့အရာကိုrandomly chance ဟုတ်ရတာတွေ့သွားတော့เนาะနောက်ပိုင်းကျတော့အဲ့ကနေဆက်ပြီးတခြား app တွေလည်းထုတ်ဖြစ်တော့တခြားနောက်ပိုင်းထုတ်ပြတဲ့ app တွေမှာဘာတွေရှိသေးလဲတို့ဒီ Polar Star ကြောင့်မသွားခင်ပေါ့နော်တခြားထဲမှာအခုဘာတွေအဲ့ဒီကနေစပြီးတော့အဲ့တုန်းကတော့ပထမဆုံး app က SMS လေးပဲပို့တာ SMS ပြန်လက်ခံလို့ရတယ်ပို့လို့ရတယ်အဲ့ရနေပြီးတော့ဘာတွေဆက်လုပ်လဲဆိုတော့အခုပတ်ဝန်းကျင်မှာရှိရဲ့အဲ့လိုတငယ်ချင်းနေနဲ့ပေါင်းသင်းနေနဲ့အဲ့လိုမျိုးbrainstorm လုပ်ရင်းနဲ့ပေါ့နော်လိုတဲ့ဟာတွေပေါ့အဲ့တော့အဲ့ SMS အပို့ယူလေးကနေပြီးတော့ဘယ်လိုပြောမလဲစာမြင်ရေးလို့ရတယ်ပြီးရင်BlackBerry Messenger ရဲ့ခေတ်ကUS မှာစပေါ်တဲ့အချိန်မှာအဲ့လိုမျိုးပေါ့နော်အပြန်အလှန် Messenger ကို conversation ပုံစံမျိုးလေးနဲ့ပြောလို့ရမယ် emoji လေးတွေထည့်လို့ရတယ်ပြီးရင်အဲ့ရနေပြီးတော့အဲ့ app လေးရပဲဒီအဲ့ smartphone မဟုတ်တဲ့ဖုန်းတွေမှာပဲမမလို message ဝင်လာရင်မမလိုဖတ်ပြရတယ်အဲ့လိုမျိုးပေါ့နော်ပြီး keyboard တွေလောက်တယ် prediction တွေလောက်တယ်အဲ့ရနေmessenger အဲ့လိုဖြစ်သွားတာပေါ့နော်ဖြစ်သွားပြီးတော့နောက်ပိုင်းကျတော့ dictionary တွေထုတ်တယ် directory တွေထုတ်တယ်ဟုတ်နောက် reading hall ရဲ့ app တွေထုတ်တယ်အစုံပဲပေါ့နော်အဲ့လိုလူငယ်ပတ်ဝန်းကျင်မှာရှိသမျှလိုအပ်နေတဲ့လူငယ်ထင်တဲ့ app တွေအကုန်လုံးထုတ်ဖြစ်တာများတယ်အဲ့လိုလုပ်နေနေအောင်တင်ပြီးတော့အကိုရဲ့ startup ပေါ့နော်စဖြစ်သွားတဲ့ဟာဘယ်လိုမျိုးစဖြစ်သွားအဲ့ဒါလေးဖြစ်တယ်ပေါ့နော်အဲ့ app လေးကြီးရောင်းတော့ပတ်စံလေးကနည်းနည်းရလာတော့ကားဝယ်စီးဘယ်မှမကားဝယ်စီးဖို့ထီတောင်မှပဲပတ်စံလေးရောက်သွားဒီ app လေးရောင်းနေတကယ်တော့အိမ်မှာကွာတော်တော်လေးကိုရောင်းရတယ်ပေါ့နော်ပြပွဲတစ်ခုခုလုပ်ရင်အဲ့လိုလူထောင်ထဲချီပြီးတော့
ဟိုတန်းစီပြီးတော့ဝယ်ကြတာပေါ့နော်ပြပွဲပြီးသွားတဲ့အချိန်ဒီမှာလည်းအဲ့ဒီလိုမျိုးဟိုအခုခေတ်ဆိုရင်တော့ blockchain ပေါ့နော်အဲ့ခေတ်ကတော့ crypto chain တစ်ခုနဲ့ဒီဖုန်းဆိုင်တွေမှာအဲ့လို software ကိုတင်ထားပြီးတော့ရောင်းတဲ့စနစ်ကိုဖန်တီးရအောင်နော်ဖန်တီးပြီးတော့မြန်မာနိုင်ငံတစ်နိုင်ငံလုံးကဖုန်းဆိုင်တွေအကုန်လုံးမှာကိုရီ software ဝယ်လို့ရတယ်အဲ့ဒီခေတ်ဆိုတာဟိုဘယ်နှစ်ခုနှစ်ကိုပြောရလဲအဲ့ဒီခုနှစ်က crypto 2010လောက်ဖြစ်မှာပေါ့အဲ့တော့ memory stick လေးနေကွာအဲ့တော့ဟန်နီကထားပါတော့ဖုန်းဆိုင်ပိုင်ရှင်ဆိုရင်အခုစီကနေ2သိန်းပေးပြီးတော့ memory stick လေးတစ်ချောင်းဝယ်လို့ရတယ်အဲ့ဒီမှာ2သိန်းမိုးပတ်စံပါသွားတယ်အဲ့ plat တက်လိုက်ရင်ကိုရီစီကရောင်းတဲ့ software 10မျိုးရှိရင်10မျိုးလုံးက laptop ထဲမှာကြာလာမယ်ပြီးဒီဘက်မှာနောက်တစ်ချမ်းမှာဖုန်းကို plat တက်လိုက်အဲ့ဒါတော့ဘာတွင်းမယ်ပေါ့နော်တွင်းမယ်ဆို install လုပ်လိုက်ရင်အဲ့ပတ်စံတွေကအဲ့ဒီကဖြတ်သွားတယ်အဲ့ပတ်စံကုန်သွားရင်ကုမ္ပဏီကိုပြန်ပို့လိုက်ပတ်စံပြန်ဖြည့်ပြီးတယ်ပြန်ပို့လိုက်တယ်အဲ့လိုမျိုးပေါ့အဲ့လိုနီးနေ internet လည်းမရှိဘူးကွာအဲ့တော့ဖုန်းထဲမှာ internet မရှိတော့အဲ့လိုနီးနေတနိုင်ငံလုံးကိုဖြန့်တာပေါ့နော်အဲ့ဟာနေမသိဘူးအခုမှသိအဲ့ဟို app အကြောင်းမှညာတော့သိရောနော်ဒီကြားရဟာမသိပြကြဆိုတော့အဲ့ရနေပြီးတော့ဟို app တွေပေါ့နော်ထောက်ထုတ်ပြစ်တယ်အဲ့ရနေပြီးတော့ဘယ်လိုဖြစ်လို့ဒီဟိုပေါ့နော်ဒီ startup ဟိုလုပ်ဖြစ်သွား idea ဘယ်ကနေပြီးတော့ရဒီကတော့ကားဝယ်စီးတယ်အဲ့ချိန်မှာတခြားကိုတငယ်ချင်းတချို့ကလည်းကားဝယ်စီးနေနိုင်ကြပြီဟုတ်နည်းနည်းအသက်ရလာပြီနော်တက်ကြီးလာကြပြီအဲ့တော့ဘယ်သူမှဘယ်တော့မှမသိဘူးဘယ်လိုမတော်တတ်ဘူးနော်မတော်တတ်တော့အဲ့ချိန်မှာ US မှာ Garmin စက်ကုမ္ပဏီကစပြီးပေါ်တယ်အဲ့တော့ GPS ကိုစပြီးတော့ဟိုအများပြည်သူသုံးဝင်ပေးတာတိတ်မကြသေးဘူးကွာအဲ့ချိန်မှာ US မှာ Garmin ဆိုတဲ့ကုမ္ပဏီပေါ်နေပြီသူကမြေပုံလေးနေတယ်လို့ငါတို့လည်းလုပ်ချင်လိုက်တာပေါ့နော်အဲ့လုပ်ချင်လိုက်တာဆိုတော့အဲ့ရနေစပြီးတော့ startup ရေလို့မသိပါဘူးကိုရီလုပ်ချင်တဲ့ဟာကိုလုပ်တယ်ပေါ့နော်လုပ်တဲ့ချိန်မှာကိုရီရှိရဲ့ပတ်စံနဲ့မတက်နိုင်တော့ fund raise လုပ်တယ်ပေါ့အဲ့လိုသဘောမျိုးတွေပဲတွားကြတာပေါ့နော်တွားကြတော့အဲ့လိုကနေပြီးတော့ဟိုနောက်ဆုံး project ကအကြီးကြီးဖြစ်သွားတယ်ပေါ့နော်မြန်မာမြေပုံက digital မြေပုံတစ်ခုမှမရှိဘူး Google Maps ဆိုတာလည်းမရှိဘူးဆိုတော့အဲ့ရနေစပြီးတော့ဟွာပြီးတပြီလုံးကိုမြေပုံတွေဆွဲတဲ့ပညာကိုကိုယ့်ကိုဖန်တီးအဲ့တော့ကိုယ့်ကိုမဖန်တီးရင်မြန်မာလူကခါရိုက်လို့မရအောင်အဲ့တော့အဲ့ဒါလေးကိုယ့်ကိုဖန်တီးကိုယ့်ကိုမျိုးဆွဲကိုယ့်ကို device ကို design လုပ်နိုင်ငံရေးတရုတ်ကနေပစ္စည်းရေးအရောင်းမှာ fanway ရေးပြီးတော့နောက်ဆုံး software ကနေပြီးတော့ပစ္စည်းထွက်တဲ့အထိပေါ့နော်ဟိုဝါအဲ့ဟိုဘယ်နှစ်ခုနှစ်လောက်ဖြစ်သွားပြီလဲအဲ့ဟာကျတော့အဲ့ဒါ2012လောက်ဖြစ်မှာမသိဘူး17လောက်ဖြစ်နေတယ်date တွေကတော့ online မှာလာရှာလိုက်တော့ကိုရဟုတ်အဲ့တော့2012 13လောက်ကစပြီးတော့ found လုပ်တာပေါ့နော်အဲ့ကနေပြီးတော့ Polar Star ကဟိုဘယ်လိုမျိုး evolve ဖြစ်လာအဲ့ဒီကနေပြီးတော့Polar Star ကနောက်ဆုံးရက်လိုက်တဲ့အချိန်မှာ15နှစ်ကို model 15မျိုးမှာရက်လိုက်တာပေါ့နော်အဲ့တော့အရှိမတစ်ကနေပြီးတော့10အထိကဒီ embedded hardware လို့ပြောအောင်နော် tech ကမားတွေဆိုရင်ဒီပေါ့နော်အဲ့တော့ Android မပေါ်သေးဘူးကွာပေါ်သေး embedded hardware တွေနဲ့သွားတာပေါ့နော်အဲ့တချို့ချိန်ဒီမှာ Windows CE ပါတယ် Windows embedded ပါတယ် Windows mobile တွေပါတယ်အဲ့ရနေပြီးတော့ဖြည်းဖြည်းချင်းသူကဟိုကြာလာတာဟုတ်ဟိုစသဦးချင်းတော့ရောင်းရတယ်ရောင်းရပြီးတော့တဝက်လောက်မှာ Android ကစထွက်တယ် Android စထွက်ပြီးတော့ဟို10ခုမြောက်လောက်မှာသူကရောင်းအရန်ကြာလာဘာလို့လဲဆိုတော့သူကအပြင်မှာ Android tablet တွေဝယ်လို့ရနေပြီGoogle Map လာလေအပြင်မှာစပြီးတော့ပေါ်နေ Open Street Map လည်းပေါ်နေရောင်းရဖြည်းဖြည်းကြာလာတယ်10မှာအခုတော့ဘာစလုပ်လဲဆိုတော့ဒီ share high တကူလုံးပြစ်လိုက်ပြီးတော့အစအဆုံးပြန် invest လုပ်တယ် Android နဲ့ဟို Polar Star X ဆိုပြီးတော့အသစ်ထုတ်တယ်အဲ့မှာသူကဟိုကင်မရာပါမယ် AI ပါမယ်ဟို music player ပါမယ် multimedia video ကြည့်လို့ရမယ်အဲ့လိုလုံးဝဟိုပါပေါ့နော် tablet နဲ့ camera နဲ့ AI နဲ့အားလုံး all in one ဆိုပြီးအစပြန်လုပ်ပြန်အောင်မြင်တယ်ပေါ့နော်အဲ့ရနေပြီးတော့1 2 3 4 5အထိဆက်ထုတ်ခဲ့တာအဲ့လိုမျိုးအကို pivot လုပ်လိုက်တာပေါ့နော်အဲ့ဟာကြောင့်ဘယ်တော့လောက်ကလုပ်လိုက်တာ15နှစ်ဆိုတော့2018လောက် sorry 16လောက်ဖြစ်မယ်လေတူ16လောက်ပါဖြစ်မယ်အကိုဒီ startup founder အနေနဲ့မှာအဲ့လိုမျိုး team ကိုဘယ်လိုမျိုး grow လုပ်ခဲ့ရလဲဘယ်လိုမျိုး challenge တွေရှိလဲ startup founder အနေနဲ့ team ကိုဘယ်လို grow လုပ်လဲဆိုတော့တစ်နှစ်ပေါ့နော်တစ်နှစ်ကိုလုံးဝမတက်သေးတဲ့ intern တွေခေါ်တယ်ကျောင်းပြီးကစားတွေဒါမှမဟုတ်ကျောင်းတက်နေတဲ့လူတွေခေါ်တယ်ခေါ်ရင်10ယောက်15ယောက်ခေါ်လိုက်တယ်ကိုရီတန်မခံနိုင်တော့တဝက်လောက်ပြင်တယ်ပေါ့နော်ဒီမှာ3-5ယောက်ကျန်တယ်အဲ3-5ယောက်ကိုအစွမ်းကုန်တင်ပေးတယ်တင်ပေးပြီးနောက်နှစ်ကျရင်နောက်ထပ်တစ်တုပ်ခေါ်တယ် senior junior ပေါ့နော်အဲ့ဒါကိုအဲ့လိုစဉ်းစားမပြတ်လုပ်လို့ရှိရပေါ့နော်အဲ့လို2နှစ်တစ်ခါ3နှစ်တစ်ခါတော့လုပ်လို့ရှိရ
အဲ့တော့လူတွေက come and go ပေါ့နော်လာတယ်တင်သွားတယ်ထွက်သွားတယ်နောက်လူတွေကဆက်ပြီးနောက် generation ဆက်လုပ်တယ်ပေါ့နော်အဲ့လိုမျိုးသွားတာပေါ့ တခေါက်အနေနဲ့မှတ်မိသေးရဲ့နှုတ်တစ်ခေါက်လေးသွားသေးရလေတောင်းလားမသိသွားသေးရဲ့အဲ့တော့ဆိုလို့ရှိရင်အဲ့လိုပဲကျောင်းသားကြီးအများကြီးလေအဲ့လိုမျိုးအချင်းမခေါ်ခင်သူတို့အဲ့လိုမျိုးအဲ့ခေတ်ကဆိုရင်အဲ့ခုနှစ်ကဆိုရင်1000ကျော် ဟုတ်တယ်အများကြီးပဲ1000ကျော်တင်တယ်တင်ပြီးတော့မှအဲ့လိုအယောက်20လောက်ယူရရန်ကုန်ခေါ်လာတယ်အဲ့နေပြီးတော့ပဲလူအသက်တွေပဲဥကွာအဲ့လိုမျိုးရှာဖြစ်တာပေါ့လူအသစ်တွေရှာပြတာများတယ်အဲ့နဲ့ပတ်သက်ပြီးတော့ challenge တွေရောပါရှိတယ်like ဟို HR နဲ့ပတ်သက်ပြီးရောပြီးတော့တခြားရောပေါ့နော်မြန်မာနိုင်ငံမှာ startup လုပ်ရတဲ့ဟာမှာတွေ့ရတဲ့ခက်ခဲမြန်မာနိုင်ငံမှာ start လို့သူကနှစ်တွေပေါ်မူတည်ပြီးတော့သူကအဲ့ဟိုတွေက challenge တွေကပြောင်းနေအောင်နော်ဟုတ်အရင်ဟို early days မှာကျတော့သူကဒီတခုခုဆိုရင်သူက problem solving skill အရင်ညံ့ကြတယ်ဘာလို့ဆိုတော့ internet မရှိဘူး internet ကလက်လန်းမမီဘူးအဲ့တော့ရုံးမှာအတက်နိုင်ဆုံး internet ကောင်းအောင်လုပ်ပေးရတယ်ပြီးတော့ရင်အဲ့သူတို့ရဲ့အဲ့ဟို internet နဲ့အထီးတွေ့ကိုဟိုဖြစ်ပေးရတယ်ပြီးတော့အင်္ဂလိပ်စာကောင်းအောင်သင်ပေးရတယ်ပေါ့နော်ဒါ early days ပေါ့နော်ဟုတ်အလေလက်လောက်ရောက်လာတော့ကျတော့သူကဘာဖြစ်လဲဆိုတော့ဒီနိုင်ငံခြား investment တွေဝင်လာတော့ဒီ economic imbalance ကိုထိန်းရတယ်ရန်ကိုကတင်ပေးလိုက်လာတာ3လပေးခေါ်သွားလိုက်အဲ့လိုမျိုးဟာတွေကိုအလေလက်လောက်မှာခံစားရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှာကျတော့ဘာဖြစ်လဲဆိုတော့လူရမ်းများလာပြီပြဿနာနောက်ဆုံးမှာကျတော့သူကဟိုအဲ့လို intern trainer တွေပါနေနာမည်ကြီးလာပြီးတော့ဟိုကိုရီစီမှာအလုပ်လုပ်ရင်လာကနှစ်ဆရပါပေါ့နော်အဲ့တော့အဲ့ဒီရွယ်ချက်နဲ့ရောက်လာတဲ့လူတွေကိုအရန်ထိန်းရတယ်အဲ့လိုဟိုဆိုတော့ကိုစီကိုအရင်ရောက်လာတယ်ပြီးသွားတဲ့ခါကျလို့ရှိရင်တေးချတယ် technology ကလာတဲ့လူဆိုလို့ရှိရင်တေးချတယ်အဲ့တော့တနေရာမှာရမှာပဲဆက်လာကြတဲ့ကသူကသွားမယ်ဆိုရွယ်ချက်နဲ့လာတဲ့လူတွေပေါ့နော်ဟိုကိုရီတင်ပြလိုက်ရတာကို investment ကိုပြန်ပြီးတော့ cover မဖြစ်ဖ ೇನೆ နေမဲ့လူတွေကိုတော်တော် fader လုပ်ယူရတယ်ပေါ့နော်အဲ့တော့အဲစလေဆုံးမှာလို့ကွာသွားတာတချို့အဲ့လိုမျိုး team member တွေဆိုလို့ရှိရင်လည်းကိုတောက်လျှောက်ပေါ့နော်လက်တွဲခဲ့နှစ်ပေါင်းများစွာပေါ့လက်တွဲခဲ့တဲ့အဲ့လိုမျိုးကိုရေလောကပေးနိုင်စံအဲ့လိုမျိုး team တွေteam member တွေလည်းအဲ့လိုမျိုးရက်ခဲ့ရမျိုးရှိအောင်နှစ်တော်တော်ကြာတဲ့လူတွေများတယ်ပေါ့နော်best တစ်ခုမှာအနည်းဆုံးတစ်ယောက်နှစ်ယောက်လောက်ကတော့သူကအဲ့လိုဟိုရတယ်ပတ်စံလည်းဒီမဆိုင်တော့ဘူးခါလေးကြားလည်းရှိရဲအဲ့လိုဟိုလှုပ်ထွက်သွားတယ်တခြားမှာသွားလှုပ်ကြည့်တယ်လာတာပုံများတယ်မပြောဘူးပြန်ရောက်လာတယ်အဲ့လိုမျိုးလည်းရှိရပေါ့နော်သူကတကယ်တော့ဒီ technology မှာကျတော့ဒီကို product ကို high tech กว่าဒီလားပြီးတော့ဘာမှမဆိုရင် Android device vendor ပေါ့နော်အဲ့တော့ဟိုဒီ device ကို USB နဲ့တက်လိုက်ရင် computer မှာ technology polar စားဆိုပြီးတော့ဒီ back panel မှာပေါ်လာတဲ့ဟာမျိုးအရသာကွာဒီ company ကပဲပြီးရပါတခြားစီရောက်သွားများသောဖြစ်အဲ့ခေတ်ကဆိုရင် outsource ဆိုသူများ project တွေရေးရတာရှိရဲနောက်ပြီးရင် business software ရေးရတာရှိရဲတိတ် high tech မဖြစ်တော့ဘူးမပြောဘဲပြန်ရောက်လာတဲ့လူတွေလည်းရှိရဲအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးပေါ့နော်အဲ့ဒီဟာနေပြီးတော့မှ evolve ဖြစ်လာပြီးတော့အခုပေါ့နော်အဲ့လိုမျိုး acquire hire ဖြစ်သွားရပေါ့နော်အဲ့တော့ technology ကိုacquire လုပ်လိုက်တယ်ပေါ့နော်အဲ့ဒီ process နဲ့ပတ်သက်ပြီးရောprocess ကတိတ်သူစနေတော့မရှိပါဘူးအဲ့ပိုလာစားလုပ်တယ်ကွာပိုလာစားလုပ်တော့ကိုရီစီမှာဤပညာရမြေပုံရှိရဲတယ်မလားဟို navigation တွေ routing တွေဒီမြေပုံနဲ့ပတ်သက်တဲ့ဟိုကအကုန်လုံးကကိုရီစီမှာရှိလာတော့နောက်ဘာလုပ်ကြမလဲဆိုပြီးစဉ်းစားတဲ့အချိန်မှာGPS tracker လုပ်မယ်ပေါ့ telematics လုပ်မယ်ပေါ့နော်အဲ့တော့ဗမာပြည်မှာပဲ telematics company ကို set လုပ်ဖြစ်တယ် star tracker လို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာပဲဟိုsmart city project တွေတို့အဲ့လိုတခြား project တွေအများကြီးလည်းရခဲ့ဘူးတယ်ပေါ့နော်အဲ့လို run ခဲ့ဘူးတယ်ပေါ့နော် run ခဲ့ဘူးတော့ business တွေမှာလည်းအများကြီးတုံးကြတယ်တုံးကြတော့အဲ့ဒီကနေပြီးတော့ခုဒီဘက်ကိုထွက်လာတဲ့အချိန်မှာကျတော့ဘာဖြစ်လဲဆိုတော့ကိုရီးယားဗမာပြည်မှာဟိုဘယ်လိုပြောမလဲဗမာပြည်မှာအလုပ်ဖြစ်ဖို့အတွက် design လုပ်ထားတာပေါ့နော်အဲ့တော့သူ extreme optimization လုပ်ရတယ်အဲ့တော့ဈေးအသက်တာဆုံးဈေးအပေါ်ဆုံးနဲ့ function ကလည်းအဲ့လိုမျိုးအရန်ဟိုဖြစ်ရမယ်ကုန်ကျစရိတ်နည်းနည်းနဲ့ပေါ့နော်အဲ့ဒါနဲ့ဒီဘက်ရောက်လာပြီးတော့အဲ့လိုမျိုး investment ရှာတဲ့အချိန်မှာအဲ့လိုလုပ်ချင်တဲ့လူတွေကတပုံကြီးပေါ့နော်ဟုတ်အဲ့လို telematics company လုပ်ချင်တယ်ဒါ telematics ဆိုတဲ့အရာကတော့ဒီမှာအရန် competition အရန် strong ဖြစ်တယ်လူအစ်စ်ဝင်လာရင်လူအစ်စ်က device အစ်စ်တွေနဲ့ဒီပစ္စည်းအစ်စ်တွေနဲ့ထုတ်ရင်တို့ကထားပါတော့ဒေါ်လာ100 150 200လောက်ကျမယ်ပေါ့နော်ကားလူကြီးကိုဆိုရင် market ထဲမှာပြိုင်နေလူတွေကဒေါ်လာ30လောက်နဲ့ရောင်းနိုင်တယ်အဲ့တော့ဟိုအစ်စ်ကဝင်လို့မရတဲ့အခြေအနေဖြစ်နေတဲ့အချိန်မှာအဲဒီ company တစ်ခုနဲ့တော့တွေ့တာပေါ့နော်တွေ့တော့တို့ကအရှိမဟိုဒေါ်လာဘယ်နှတန်းလဲမသိရင်းနှီးမြုပ်နှံပြီးတော့စူးစမ်းခဲ့ပြီးတို့ရဲ့ IoT team တွေပါလည်းရှိတယ်ဒါပေမဲ့အဲဒီ cost ကကြောက်မလားပေါ့နော် cost ကကြောက်မလားတော့ market ထဲမှာတို့ဝင်ပြီးတော့ဝင်မဆန့်အောင်အဲ့ဒီအချိန်မှာကိုရီနဲ့တွေ့တော့ကိုရီရဲ့ cost ကိုကြည့်ပြီးတော့လိုလာအောင်နော်အဲ့ဒါဆိုရင်တော့ဟိုဝယ်မယ်ပေါ့ဒါပေမဲ့လေဟိုအမှန်တမ်းပြောရရင်ဗမာပြည်ကကုမ္ပဏီကိုရောင်းဖို့ကြတော့မဖြစ်နိုင်ဘူးဖြစ်နေတယ်တို့ကဘာပဲလုပ်လိုက်လဲဆိုတော့ဒီ software နဲ့ဒီ
နီးပညာနဲ့ကိုပဲသူကယူလိုက်တယ်ယူပြီးတော့ investment ပြန်ထုတ်ပြီးတယ်အရှိတောင်အားချမှာဒီနီးပညာကိုယူပြီးတော့ပြန် run ဟုတ်အဲ့ဒီဟာကိုပဲယူပြီးတော့ကိုရီးယားကလုပ်လိုက်တာပေါ့နော်အဲ့တော့ exit ရလို့ acquire ရလို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဟို reinvest ပေါ့နော် reinvest နဲ့ restructure သဘောမျိုးနဲ့ခုပြန် run တာပေါ့ဆိုတော့အခု investment အဲ့ရဖြစ်သွားတဲ့ခါကျတော့ဘယ်လိုမျိုး restructure လုပ်လိုက်လဲပေါ့နော်ခုနကပြော restructure လုပ်လိုက်တယ်ဆိုတော့ company မှာဘယ်လိုမျိုးတွေမျိုးပြောင်းလိုက်ရမျိုးရှိတယ်အခုဒီဘက်ကိုလည်းရောက်လာပြီဆိုတဲ့ခါကျတော့သူကဟိုပါလေဟိုဒီ software နဲ့ဒီနည်းပညာနဲ့ကိုတန်ဖိုးဖြတ်လိုက်တယ်ဟုတ်ဖြတ်လိုက်ပြီးတော့အဲ့ဒီတန်ဖိုးအတိုင်းကိုအခု share ပေးပြီးတော့ invest ပြန်လုပ်ပြီး company ကအသစ်စင်ကာပူ company ထောင်တယ်ပြီးရင် Thai တို့ Japan တို့ Malaysia တို့ Singapore တို့မှာအဲ့ပြန်ပြီးတော့ဟိုဖြစ်ရမယ်ပေါ့နော်ပြန် run မယ်ပေါ့နော်အဲ့ဒီဟာကိုခုလုပ်နေအောင်ဒီကတော့ဟုတ်အဲ့ဒီခါကျတော့ဟိုအရင် team ကကျတော့ဘယ်လိုမျိုးဖြစ်သွားလဲအရင် team တချို့လူတွေလည်းပါလာတယ်တချို့လူတွေလည်းဘာမှဟိုမခေါ်လာနိုင်တဲ့လူတွေလည်းရှိတာပေါ့နော်အခုဆိုလို့ရှိရင်ပြောမယ်ဆိုရင်အကူက like a part of unicorn တခုရဲ့ပေါ့နော်တည်ရမလားကာရိုရဲ့တစိမ့်တည်တာပေါ့နော်အနေနဲ့ဖြစ်သွားပြီပေါ့နော်အခုရဲ့ startup ကလည်းအပါဝင်ဖြစ်သွားပြီပေါ့အဲ့ခါကျတော့အခုဒီ C level အနေနဲ့လည်းအခုတာဝန်ယူထားရရှိရပေါ့နော်အဲ့လိုမျိုးဆိုတော့အခု group CPO အနေနဲ့တာဝန်ယူလိုက်တဲ့ခါကျတော့ဟိုဘာတွေကွာသွားလဲအရင်က post startup ကို run ရတဲ့ဘယ်လိုမျိုးတာဝန်ယူတဲ့ဟာတွေပြောင်းသွားတယ်ရင်တုန်းကတော့ဗမာပြည်အတွက်ဆိုတော့ဗမာပြည်ကိစ္စကကိုရီးယားနောကြည်နေတာကွာဒီလားအဲ့လိုဟို customer ကမတောင်းဆိုခင်မှာကိုရီးယားကြိုတိရယ်ကြိုလုံနိုင်တယ်တစ်သက်လုံးကြီးပြင်းလာတဲ့ဟာပါတာပေါ့နော်ပြီးတော့တစ်သက်လုံးကလည်းအဲ့ဒီ product ကိုတခြားကင်နေနီးပညာတခြားကင်နေလူဆိုတော့အဲ့ဒါ okay တယ်ပေါ့နော်ဟုတ်ဒီဘက်ကိုစရောက်လာချိန်မှာဘာစတွေ့ရလဲဆိုတော့ customer ကိုလည်းနားမလဲဘူး customer behavior တစ်မျိုးပေါ့နော်ထိုင်းဆိုရင်တစ်မျိုးဂျပန်ဆိုတစ်မျိုးမလေးရှားတစ်မျိုးစင်ကာပူတစ်မျိုးပေါ့နော်အဲ့တော့အဲ့ဒီအမျိုးမျိုးသော customer တွေကိုကင်တွယ်ရတဲ့ချိန်မှာဟို data ကိုစပြီးတော့ဟိုအားကိုးလာတဲ့ဟာစရောက်လာတယ်အဲ့တော့ gut feeling နဲ့ data နဲ့ဘယ်ဟာယူနေ data ယူရတယ်အဲ့တော့ gut feeling ကဘာမှမရှိဘူးထိုင်း gut လည်းမဟုတ်ဘူးဂျပန် gut လည်းမဟုတ်ဘူးနော်အဲ့တော့အဲ့မှာစပြီးတော့ data ကိုစကိုးဝယ်တဲ့ဟာဟိုလေ့ကျင့်ရဖြစ်လာတယ်ပေါ့နော်အဲ့ဟာနေစတာပေါ့နော်အပြောင်းလဲအကြီးမားဆုံးအပြောင်းလဲဆိုရင်အဲ့ဟာစတာပေါ့နော်ပြီးတော့ရင်တော့ဒီ culture shock တွေရှိတယ်ဟုတ်အဲ့တော့ထိုင်းမှာဆိုရင်ထိုင်းနေရာတစ်မျိုးပေါ့နော်အဲ့တော့အဲ့ culture ပေါ်မှာမူတည်ပြီးတော့ဒီ market ပေါ်မှာ penetrate လုပ်ရတဲ့ဟာမတူဥပမာ GPS အနေနဲ့နမူနာပြောရမှာဆိုရင်ဗမာပြည်မှာဆိုရင် GPS တစ်လုံးကိုဘယ်လောက်ဆိုပြီးရောင်းလိုက်ပြီးရင်လားစင်ကြီးကနည်းနည်းလေးပဲယူရတယ်နှစ်စင်ကြီးနည်းနည်းလေးပဲယူရတယ်နည်းနည်းညနေသုံးနေသူကဟိုအပုံလိုက်ကြီးပေးလိုက်ဖို့ဝင်မလေးဘူးထိုင်းမှာကျတော့လုံးဝမပေးဘူးပေးခင်စိတ်မရှိဘူးတပြားမပေးသူကဟိုတလားဘယ်လောက်နဲ့9နှစ်ချုပ်အောင်လဲပြော10နှစ်ချုပ်အောင်လဲပြောသူက stable ဖြစ်တဲ့ economy မှာကျတော့သူကလာနေပဲပြောတယ်သူကအဲ့လိုအပုံကြီးပေးလိုက်တဲ့ကိစ္စကိုသူကစိတ်ဝင်စားအောင်ပြီးတော့ရင်အဲ့လိုမျိုးဟိုတလားဘယ်လောက်ဆိုတဲ့အချိန်မှာသူဘာမှစိတ်ရှုံခံနေဘူးစင်ဘာမှမစင်ကကွက်ကိုဝယ်တော့ရမှာဟိုကဒီလိုလုပ်တော့ပြင်ရင်ကွက်ကိုပြင်တော့ဒီမှာလုံးဝလက်မခံဘူးဒီတလားစာဘယ်လောက်ဆိုရင်အဲ့ထဲမှာအားလုံး busy ဖြစ်ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့ဒါနဲ့ဒီမလေးရှားမှာကြာတော့သူပြောင်းပြန်ဗမာပြည်နဲ့ပို့တူတယ်အဲ့တော့ကြိုပြီးတော့ဘယ်လောက်ပေးရမလဲပြီးမယ်အဲ့ဒါလာစီကြီးလည်းဘယ်လိုအဲ့တော့ဟိုအစင်တိုင်းမှာသူကဈေးစစ်ချင်တဲ့သဘောတရားမျိုးလေးသူကသူ့မှာရှိတယ်အဲ့တော့တချို့လူတွေဆိုရင်ဝန်ထမ်းမယူရတယ် okay fine ကွက်ကိုပြင်မယ်အဲ0 shop ပေးအချို့ကျတော့အမဟုတ်စိတ်ကကုမ္ပဏီကအဲ့လိုဟို package နဲ့ဝယ်ထားပြီးသားရှိတယ်သူထည့်လိုက်မယ်အဲ့တော့ flexible ဖြစ်တော့မှာအဲ့မှာကျတော့သူက flexible ပြန်ပြီးတော့ပေးရပြန်ရောအဲ့လိုမျိုးပေါ့နော်ဂျပန်လိုဟာမျိုးကြတော့လေသူက okay 10နှစ်စာချုပ်ပဲရောပတ်စံကြိုယူထားဆိုတာမျိုးအဲ့လိုကလည်းရှိသေးတယ်ပေါ့နော်သူနိုင်ငံနဲ့နိုင်ငံသူကဟိုမတူဘူးပေါ့နော်မတူ economic တိုးတက်လာတဲ့ပုံစံနဲ့သူတို့လှုပ်တဲ့ပုံစံနဲ့ဒီ finance structure တွေနဲ့ပုံတည်ပြီးတော့အများကြီးပြောင်းနေတယ်ပေါ့နော်အဲ့ဒီဟာတွေ shock ရတာပေါ့နော်အဲ့ဆိုကျွန်တော်ရဲ့ဟို misconception ပေါ့နော်တင်မလားကျွန်တော်အရှိတောင်အာရှတွေက color culture တူတယ်တင်မလားဘယ်လိုပြောမလဲတခုတည်းဆိုပြီးတော့ကျွန်တော်တတ်မှတ်လိုက်ကြရှိရပေါ့နော်အဲ့ရလုံးဝမှားတယ်ပေါ့နော်အခု group CPO level ရောက်လာတဲ့ခါကျတော့တနိုင်ငံနဲ့တနိုင်ငံနဲ့မှာအဲ့လို product ကို design လုပ်တဲ့ပုံစံတော်တော်ရွကွဲသွားပေါ့မတူဘူးပေါ့နော်အဲ့ telematics company မှာရင်ကိုတော်တော်လေးကွဲသွားတာအခု group CPO ပြတော့ကြတော့လေဒီ Caro တစ်ခုလုံးရဲ့ product တွေကန်ရတဲ့အချိန်မှာလေဒီ behavior တွေအကုန်လုံးကမတူဘူးပေါ့နော်အဲ့မှာပိုခက်တာပါလဲဆိုတော့ product line up တစ်ခုတည်းနိုင်ငံ10နိုင်ငံဟို product market fit ဖြစ်အောင် product တစ်ခုနဲ့လောက်ရတဲ့ဟာမျိုးတွေပါလာတာပေါ့နော်အဲ့ဆိုတော့တနိုင်ငံနဲ့တနိုင်ငံနဲ့မှာ perform လုပ်တာချင်းမတူဘူးဖြစ်သွားမှာမဟုတ်ဘူးဒီ product ဒီနိုင်ငံမှာတော့အရင် perform ဖြစ်နေရဆိုပေမဲ့လေဒါတခြားနိုင်ငံမှာဆိုလို့ရှိရင်တော့ဒါကနည်းနည်းသေးအမှန်လားသူ Caro ကြတော့သူကဟိုသူ
သူ့ရဲ့ core business ကဒီကားဝယ်ရောင်းရှိရဲကားကိုလေလံတင်တာရှိရဲပြီးရင်ကားကိုပြင်တာရှိရဲ insurance ရှိရဲပြီးရင် finance ရှိရဲအဲ့တော့သူကကားရိုအထဲမှာတုံးတဲ့ product တွေပေါ့သူကအဲ့တော့ဒီနိုင်ငံတွေမှာရှိရဲ့ business တွေကကိုရီးယား customer ဒါပေမဲ့သူတို့ဒီကားရိုထဲမှာရှိရဲ့ဒီ group ထဲက company တွေပဲပေါ့နော်အဲ့တော့ဟိုတို့တိုက်ရိုက်ကြီးတော့လည်းမဟုတ်ဘူးသူကဒါပေမဲ့လေအဲ့လူတွေကိုဟိုအဲ့လူတွေနဲ့အစီအပြန်လုပ်ရတဲ့ဟာမျိုးဖြစ်သွားတာပေါ့အခုဒီ group CPU ဖြစ်လာပြီပေါ့နော်ခုနလိုမျိုး product တွေကလည်းအများကြီးပဲဖြစ်သွားပြီအဲ့ကကြတော့အခုအရင်တော့ရှိခဲ့ skills မဟုတ်ပဲလေပေါ့နော်ကိုယ့်ဘာသာကို develop လုပ်ပြီးယူလိုက်ရတယ်ယူလိုက်ရတဲ့လိုမျိုး skill မျိုးရှိတာဘာလို့ဟိုကမွေးလာကလေးက like အဲ့လိုမျိုးဟိုငငယ်လေးခေတ်ရပေါ့နော်မွေးကလေးကမဟုတ်ဆိုတော့ပဲငငယ်လေးခေတ်က like genius category မှာပါတယ်ကွာတင်မလား like you even things and all that stuff ဒါပေမဲ့အမျိုးမဟုတ်ပဲလေပေါ့နော်ကိုယ့်ဘာသာကို develop လုပ်လိုက်တဲ့ skill မျိုးရှိလားအဲ့လို develop တဲ့ skill ဆိုတဲ့ဟိုတစ်သက်လုံးအသုံးဝင်လို့ထင်ထားတဲ့ skill တစ်ခုကကွက်တီအသုံးဝင်နေရရှိတယ်ဘာလဲဆိုတော့ငငယ်တွေကကားဝါသနာပါတယ်ကားပြိုင်မောင်းတယ်ကားကိုပြင်တယ်ကားပြီးတော့ဟိုတစားစီဖြုတ်ပြီးတော့တစားစီပြန်တက်တယ်အဲ့ဒါတွေကတောက်လျှောက်ဝါသနာရလောက်လာလေဒီမှာရှိရဲ့အချိန်မှာအဲ့ဒါကလုံးဝဟိုပါပဲပေါ့ hobby ပဲဘာမှအကောင်မဖြစ်ဘူးเนาะအလုံးနဲ့မပတ်သက်ဘူးเนาะအခုကာရိုလည်းရောက်လာတော့အဲ့ဒီမှာလုပ်ခဲ့တဲ့အတွေ့အကြုံတွေကတော့ကိုယ့်အတွက်ဟိုဟာဘယ်လိုခေါ်မလဲဝမ်းစာကြီးတန်းဖြစ်လာရရှိတယ်ဥမာထားပါတော့ project တွေလုပ်တယ်ဆိုရင်ဟောကားဝယ်ရောက်လာ okay အဲ့ကားကြောင့်ငါသိရအဲ့တော့ဟို tech သမားတော့ tech သမားဒါပေမဲ့ business ကကိုရီးယားပြောရင်ကိုရီးယားနားလေပြီးသားအယောင်းဝယ်ကိစ္စဆိုကိုရီးယားနားလေပြီးသားဘယ်လိုကားကို recon လုပ်မယ် insurance လုပ်မယ်ကိုရီးယားနားလေပြီးသားအဲ့ဒီဟာသွားပြီးတော့ connect ဖြစ်သွားတာပေါ့နော်အဲ့တော့သူတို့အတွက်ကလည်းဟို company အတွက်ကလည်းကားအကြောင်းနားလေတဲ့ tech သမားအရန်ရှားတယ်ပေါ့အဲ့လိုမျိုးနော်ကားအကြောင်းပဲနားလေတဲ့ကွက်တီဝယ်သွားကွက်တီကြီးသွားပြီးတော့ချိတ်ဆက်မိသွားတာလည်းတော်တော်လေးဟိုဟာဖြစ်တယ်ပေါ့နော်ကန်ကောင်းတယ်ပြောကို hobby နဲ့သွားပြီးတော့ချိတ်မိသွားပြီပြောလို့ရအောင်အဲ့တော့အခုဆိုလို့ရှိရင် daily life မှာပေါ့နော်ဆိုလို့ရှိရင်ရောဘယ်လို challenge တွေရှိလဲအခုကို hobby နဲ့လုံးဝကွက်တီဖြစ်နေပြီပေါ့နော်ဒီလောက်ကဆိုတဲ့ခါကျတော့လုံးဝအခက်အခဲမရှိ easy ပဲလားဘာမှမဟုတ်လို့ရှိရင်ဘယ်လိုနေရာတွေမှာခက်ခဲလဲ daily life မှာ challenge က communication ကအရင် challenge ရှိတယ်ဘာလို့ဆိုတော့တယောက်နဲ့တယောက်ဒီစကားပြောတာတွေမတူဒီလားအဲ့တော့ထိုင်းနေနဲ့ meeting လုပ်တဲ့ဆိုရင်မင်္ဂလာပါနေကောင်းလားတယောက်နဲ့တယောက်အပြစ်ပြောရင်တော့အပြစ်ပြောနေမှမသိအောင်လို့တယ်မလား criticize လုပ်ရင်တော့ criticize လုပ်နေမှမသိအောင်လို့ညီကြီးလေးအလိမ္မာလေးနဲ့တုံးရတယ်အဲ့လို meeting တခုမနေ့မှပြီးသွားတယ်ဗောနေ့လေကျတော့မလေးရှားရင်းနဲ့ပြောရည်မလေးရှားရတဲလို့ပြောရတယ်ကိုကဝိလေကြောင်မှလုပ်နေရင်သူကကိုရီမယူသားလို့ထင်တယ်အဲ့တော့ကိုရီကအဲ့ဒါခိုက်ရမ်းခက်ကြမ်းဗောနော်အဲ့လိုပြောပြီးရင်မှာထားတော့ညနေလောက်မှာဂျပန်နေနဲ့တွေ့တော့မျိုးဖြစ်သွားပြန်ရောဂျပန်နေမှာကျတော့သူကတဲလို့ criticize လုပ်လို့ရတယ်ဒါပေမဲ့ကြီးနေရသေးတယ်အဲ့လိုမျိုးဗောနော်အဲ့ဒီ culture different တွေကိုတနေ့တည်းမှာ meeting 3-4ခုလောက်ထပ်လိုက်ရင်ကိုရီးယားကောင်းကဟိုလိုက် switch လုပ်နေအောင်နော် switch လုပ်ဖို့မိသွားရင်အမှဟို message ကဟိုမှားသွားနိုင်တဲ့ဟာမျိုးရှိတာပေါ့နော်အဲ့ဒါကိုတော်တော်လေးသတိထားရတယ် challenge အပြီးတော့အမြဲတမ်းဟို juggle လုပ်နေရပါဘောနော် product တွေလည်းများတဲ့ခါကျတော့အဲ့လိုမျိုးလေးဟိုပြဿနာရှိတာအဲ့ပဲပိုင်းဆိုလို့ရှိရင်တခုလည်းဖုတ်တော့ပြီအများကြီးပဲကိုက cover လုပ်နေရဆိုရှိတယ်လို့ပြောပါတော့သူကာရိုက unicorn ပေါ့နော် unicorn တော့ဟို Netflix က Mad Unicorn လို့မျိုးသူလည်း Mad Unicorn တစ်မျိုးပဲပေါ့နော်အဲ့တော့သူကအမြဲတမ်းပြောင်းနေ evolve ဖြစ်နေတာအဲ့ evolve ကိုကိုရီမရောက်ခင်ကလည်း tech ကမလိုက်နိုင်ဘူးအဲ့ evolution ကိုရီခုရောက်လာတော့လည်းလိုက်နိုင်ဖို့မနေကြိုးစားနေရတော့နော်သူကတစ်ချိန်လုံးပြောင်းနေတာရင်းတော့လိုမျိုးဟိုပုံမှန်ဟာတွေမျိုး requirement လေးရောက်လာရဲ software လေးရေးမယ် deployment မရအောင်သူက requirement လေးကောက်နေတော့မှလည်းအကုန်ကြီးပြတ်သွားပြီနောက်ကုန်ပြီနောက် business model တစ်ခုဖြစ်နေပြီအဲ့လိုမျိုးပဲရေးနေအောင်မှလည်းသွားပြီးတော့ဟို changes တွေကတောက်လျှောက်လာနေအောင်နော်အဲ့ဟာကိုအဲ့ dynamic ဖြစ်တဲ့ nature နဲ့ကိုက်ညီတဲ့ဒီ dynamic ဖြစ်တဲ့ tech team ကိုတည်ဆောင်မှုစူးစမ်းနေရတာပေါ့အခုကတော့အဲ့လိုဆိုလွယ်တော့မလွယ်ဘူးနော်ဘောမလွယ်ဘူးဟိုအရင်တော့လည်း startup မှာဆိုလို့ရှိရင်လေဟိုအရင်ပို့တော့ polar star ခေတ်တော့ဆိုလို့ရှိရင်လေအဲ့ကဟိုမရှိဘူးလေးသိရမလား like ဟိုလုံးဝယူသိရမှာဒါပြီးထားလို့ပဲဒါပြီးတာလို့အဲ့လိုမျိုးဖြစ်နေရတော့လေမဟုတ်ဘူးအဲ့တော့အခုတော့ပို့ဆိုတော့ like everything is happening စကီးတီလေးနဲ့အဲ့လိုလုပ်နေခဲ့တဲ့လူပဲပေါ့နော်ကိုရီလည်းအနည်းဆုံးတော့နည်းနည်းတော့ match ဖြစ်တာပဲပေါ့နော်အဲ့တော့အဲ့တုန်းကလုပ်နေတဲ့ဟာအခုကစကီးအကြီးနဲ့ဘယ်လိုလုပ်မလဲဆိုတော့ပြန်ပြီးတော့ဟိုပေါ့ကို design လုပ်နေရတာမျိုးဖြစ်နေအောင်โอเคကြောညာပေါ့ Tesla ကြောညာလေးဟိုဝင်ပေးပါဦး Tesla ကိုအဲ့လိုဘယ်လိုမျိုးဟိုကလိခဲ့သူတို့ကဟိုကနေပြီးတော့လေမပြင်ပေးတဲ့ခါတော့အခုပတ်တာအခုဝယ်တော့စီးကျင်လို့ဝယ်တာလေစီးကျင်လို့ဝယ်ပြီးရောက်လာတော့
YouTube ထဲမှာဖတ်ထားတဲ့ feature တွေအကုန်မရအောင်အကုန်မရတော့အဲ့ဒါဟိုစပြီးလောက်ရတာပေါ့နော်ကလီရတော့တကယ်တော့ Tesla ဆိုတာကဘယ်လိုပြောရမလဲ laptop ကြီးကိုဘိန်းတက်ထားတာပါ battery ပါတယ် motor ပါတယ်ဘိန်းပါတယ်ကျန်တဲ့ရ laptop ကြီးအထဲမှာ run တာ OS က Ubuntu run နေပြီးတော့သူ့ရဲ့ diagnostic ကကားတွေလို diagnostic box ကမပါဘူးသူက network ကြိုးကြီးနဲ့ခေါင်းကလိုသူ့ရဲ့ proprietary ခေါင်းအဲ့တော့အဲ့ခေါင်းကိုခက်ကြီးနဲ့ညှက်ချလိုက်တယ် network ကြိုး၄ကြိုးထွက်လာတယ်အဲ့ဒါကိုကြိုးခေါင်းပြန်ကိုက်တယ်ကိုက်ပြီးတော့အထဲမှာ TP-Link router နဲ့တက်ပြီးတော့ computer နဲ့ login ဝင်ဖို့ကြိုးစားရအောင်နော်အဲ့မှာ password တီးဖို့ပဲလိုတယ်ဟုတ်တယ်နော် password တီးဖို့လိုတော့ဘာလုပ်လဲဆိုတော့အဲ့ဒီ set ကြီးကိုဖြုတ်ချလိုက်တယ်ဖြုတ်ချလိုက်ပြီးတော့တငယ်ချင်း Win Mobile ကဖုန်းဆိုင်ရှိရလေသူ့ဖုန်းဆိုင်က service center ကိုအဲ့ set လိုက်ပြီးအလဲက center console ယူသွားပြီးတော့အဲ့မှာ storage chip ကိုရှာတယ် storage chip ကိုလည်းတွေ့ရောသူတို့လည်းမြင်မှုမဟုတ်ဘူးလေသူတို့မမြင်ဘူးဒါပေမဲ့ဒါကိုဖုန်းလိုသဘောထားဒီက CPU ဒါ RAM ဒါပေါ့နော်ပြီးရင်အဲ့မှာ SSD storage လို့ရှိရင်အဲ့ဒါလေးခွာပြီးပေါ့နော်အဲ့တော့ခွာပြီးအဲ့ဟာကို band ဆိုတင်ပြီးတော့အဲ့ဒီ file system ကိုဖတ်ချလိုက်တာအဲ့ password တွေပါလာ password ကိုဖြီးတာ GPU နဲ့ဖြီးတာလို့တစ်ပတ်လောက်ကြာတယ်ပြီးရင်အဲ့ဟာကိုလိုချင်တဲ့ password ပြန်ထည့်အဲ့ chip ကိုအဲ့ပုံမှာခေပြန်တွေ့ခိုင်းအဲ့ဟာယူကားထဲမှာပြန်တက်ပြီး login ဝင်လို့ရပါတော့အဲ့ login ဝင်လို့ရတော့အထဲမှာတဝက်က Qt နဲ့ရေးထားတာ Qt ဆို programming ဟိုရှိတယ်အဲ့တော့ Polarsa လည်း Qt နဲ့ရေးထားတာကောင်းကျင်တော့ Polarsa 1 to 10 Qt နဲ့ရေးထားတာသူတို့ကလည်း Qt နဲ့ရေးထားတာကျန်တဲ့တဝက်က Python အဲ့တော့နှစ်ခုလုံးကကျွမ်းကျင်နေပြီတော့နော်အဲ့တော့ API နဲ့ခေါ်ဟိုရှာပြီးတော့ Tesla hack လိုက်တာပေါ့ hack လိုက်ပြီးတော့အဲ့ဒီ remote app တွေပါတွေကိုကိုယ့်ကိုရေးလိုက်တာကိုယ့်ကိုရေးပြီးတော့အဲ့လိုကို app နဲ့ကို connect လုပ်တာပေါ့နော်အဲ့တော့ကြာတော့ Tesla ကတိသွားတယ်နဲ့တူပါတယ်support request တွေပါဆက်တင်တော့သူကစာရွက်လေးတစ်ရွက်ပို့လာတယ်ဟုတ် liability release ပေါ့နော်ဒီကားနဲ့ပတ်သက်တာကိုသူတို့လုံးဝတောင်းမယူဘူးအဲ့လိုတက်နိုင်တယ်လို့လုပ်ပြီးမယ်ဘာ liability မှ Tesla လာမခိုင်းနေဆိုတာရောက်လာအဲ့တော့လက်မှတ်ထိုးပေးလိုက်တဲ့အချိန်မှာသူတို့က firmware update တစ်ခုလုပ်ပေးလိုက်တယ်သူတို့အားတွေကိုသုံးလို့ရပါတယ်သူတို့ကလည်းအဲ့ support ပေးရပေါ့ like ငါတို့ live တော့မဖြစ်ဘူးဒါပေမဲ့ကလိကြိုက်တယ်အဲ့ဒီခေတ်မှာသူကသူ့စီမှာရှိတဲ့ engineer တွေကဒီ worthy ဖြစ်တဲ့လူတွေကိုသူကတော်တော်လေးကိုအခွင့်အရေးပေးတယ်အဲ့လိုမျိုးကိုရီးယားဒီတိုင်းတောင်းတော့မပေးဘူးသူကဘယ်ကောင်မှမသိဘူးသူတို့ mothership ကြီးကို access လုပ်နေတာအပြင်ကနေလုပ်နေမှသူ mothership လို့ခေါ်တယ်သူရဲ့ primary server mothership ဆိုတဲ့ဟာကြီး server ကြီးရှိတယ်ဒီအောက်က computer လေးတွေကအဲ့ mothership နဲ့ OpenVPN ချိန်ထားအဲ့တော့အဲ့ဒီအချိန်မှာ technology မှာသုံးတဲ့ VPN လဲ OpenVPNအဲ့ network ထဲကိုကောက်ထည့်ချလိုက်တော့နော်ထည့်ကြတော့နည်းနည်း respect နည်းနည်းရတော့သူတို့ရဲ့တစ်နှစ်လောက်ကြာမှာသူတို့ရဲ့အဲ့ဒီဟိုဟာတကယ် software အစ်စ်နဲ့သုံးမရပါအဲ့ဟာအဲ့နဲ့အခုလုပ်ပြီးရခါတော့တခြားလူတွေလည်းလိုက်လို့ကြောက်လားချမ်းလူတွေလည်းအခုလိုက်လုပ်ပြီးတော့အကုန်လုံးလိုက်လုပ်ပြီးတော့တော်တော်များအဲ့ remote app တွေပါနေပြီးအဲ့ဟို sync card တွေ MPT sync card နဲ့ရအောင် firmware ကိုပြန်ရေးအဲ့ဒါအကုန်လုံးတကယ်ကြီးနေလဲတခြားလူတွေလည်းဝယ်ကြတကယ်ကြီးနေအများကြီးရတယ် Tesla စီးနေတဲ့တကယ်ကြီးနေအများကြီးတစ်တွေအများကြီးရနော်အဲ့ဒါပြီးတော့ကာရိုးရောက်လာတော့တရက်ကာရိုးကအဲ့ဟိုဟာဂျပန်မှာတဲ့အဲ့ဟို shopping mall တွေထဲမှာအဲ့ Tesla တွေရပ်ထားပြီးသူရောင်းချင်တယ်ဒါပေမဲ့လူမထားချင်ဘူးပေါ့နော်ဖုန်းလေးနဲ့ unlock လုပ်လိုက်ရင်အဲ့လိုမျိုးဟိုဖြစ်ချင်တယ်ပေါ့နော်အဲ့ project တစ်ခုတွေ့တော့ new ငါမှာ private API ရှိတယ်ပေါ့အဲ့လိုမျိုးအစွမ်းပြလိုက်သေးတယ်ပေါ့ခုနဟာဒီကောင်ကတော့ပြီးတော့ဒီဘက်မှာ connect ဖြစ်နေတယ် connect ဖြစ်နေတော့ dog ကလေးတွေအကုန်လုံးကချိန်နေအဲ့တော့မှသူတို့လည်းသိရအမင်းကဘယ်လို private API ရှိနေရလဲဆိုတော့မဟုတ်လားအရင်တော့ကာစီဘူးတွေဒီကောင်ကအဲ့လိုမျိုးတသားလေးဖြုတ်ပြီးတော့ hack လုပ်ပြီးတော့ကြွားခွင့်ရသွားတာဒါပေမဲ့အခုအဲ့လိုမျိုး dog တွေ connect ဖြစ်တာထူးဆန်းနေတောက်လျှောက်ကြီးကိုအဲ့လိုမျိုးတော့လုံးဝတောက်လျှောက်ကြီးဖြစ်တယ်ဟုတ်တယ်တောက်လျှောက်ကြီးအခုတောင်းယူထားတဲ့ product တွေကလည်းအများကြီးပဲပေါ့နော်အဲ့ခါကျတော့အခုဒီနေ့ဒီနိုင်ငံမှာနောက်တခြားနိုင်ငံမှာအဲ့လိုမျိုးသိရမလားအဲ့လိုမျိုးသွားနေရဆိုတော့အခု ban out ဖြစ်လာဘယ်လိုမျိုး handle လုပ်လဲအဲ့လိုမျိုးအရင်ပင်ပန်းလာပြီဆိုပြီးတော့အရင်ပင်ပန်းလာရင်မိမရင်ဝင်နဲ့ရောက်တာအဲ့လိုအမောပြသွားတာအခုတင်ထားတဲ့ status ပုံမူတည်ပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့အခု ban out ဖြစ်လာပေါ့ဘယ်လို handle လုပ်လဲဒီချို့stress ကတော့ရှိတာပေါ့နော် stress ကတော့ရှိတာပေါ့ချုပ်ချိန်နေဆိုပင်ပန်းတာပေါ့နော် ban out တော့တခါ live မှာတခါမဖြစ်ဘူးmaybe because ဒါအကိုလုံးနေဟာကတဲ့မှာအကိုလုံးချင်တာနဲ့လုံးနေရတာနဲ့ကြိုက်နေနေတာအားယူကြိုက်နေဆိုပြီးကြိုက်တာလဲရှာလို့တော့မကြိုက်ရင်မလုံးထိုင်ပြအောင်ဆိုတော့အဲ့ဒါလည်းပါမနဲ့တွေ့အဲ့တော့တခါမှတော့အဲ့လို ban out ဆိုတာကွာဆိုလို့မလားတပတ်လုံးလုံးချင်တော့ဘူးတနေရာသွားပြီးနားမရမယ်အဲ့ဒါတခါမဖြစ်ဘူး stress များရင်အိမ်ပြန်နေမိမနဲ့သမီးနဲ့ဆော့တယ်တခ
ခါလေး stress များရင်ကားထွက်မောင်းတယ်တလောက်ပဲအဲ့ဒီအပြင်ကိုအဲ့လိုမျိုးနောက်တစ်နေ့ပြန်ပြီးရုံးမသွားကြအားလောက်ဖြစ်တဲ့ဘယ်တော့မျိုးတခါဖြစ်ဘူးလုံးဝတခါမှမှတ်ပြီးတော့တခါမဖြစ်ဘူးအများအဲ့လိုပျော်နေရများတယ်နော်စိတ်ညစ်လေခဏလေးပဲအဲ့ moment လေးပဲအဲ့ဒါဘဝရဲ့ပြောစရာကြီးပေါ့အဲ့လိုပဲပေါ့တဲ့အကြောပေါ့မစိုးပါဘူးစိုးပါဘူးဆိုတော့အခုဆိုရင်အဲ့လိုမျိုးနီးပညာလောကတွေကိုဝင်ချင်တဲ့လူငယ်တွေအတွက်ပို့ဆိုလို့ရှိရင်ရောအခုဘာတွေအကျက်ပေးချင်လဲအခုလက်ရှိအခြေအနေမှာပေါ့နီးပညာလောကကိုဝင်ချင်တဲ့လူငယ်တွေအတွက်အရင်တုန်းကလည်းဒီကြံပဲအခုလည်းဒီကြံပဲဟုတ်ဘာလဲဆိုတော့ဒီ hype နဲ့ဟိုနဲ့ call နဲ့ကိုခွဲတတ်ဖို့နော်အခုခေတ်ဆိုပို့အောင် hype နဲ့ call နဲ့ hype နဲ့ call နဲ့ကိုခွဲတတ်ဖို့ဥပမာပြောရရင်ဒီနည်းပညာအခုမှ AI ကို AI ပေါ့နော် AI ကိုဒီဘယ်လိုပြောမလဲ LLM လေးသုံးနိုင်ရင် AI ပေါ့နော်အဲ့ဟာနေပြီးတော့အဲ့ဒီအစားကို mathematics နဲ့ statistics ကိုတကယ်လောက်တတ်ဖို့အဲ့လိုမျိုးပဲဒီ blockchain ခေတ်တုန်းကလည်း blockchain အစားကို cryptography ကိုကျွမ်းကျင်ဖို့ဒီတင်ချာနဲ့ဟိုဟာနဲ့ကို calculus ကိုကျွမ်းကျင်ဖို့အဲ့လိုမျိုးပေါ့နော်အဲ့လိုဟာတွေကိုအနှစ်နဲ့ဒီ hype နဲ့ကိုခွဲတတ်ပြီးတော့အနှစ်တွေကိုစုစေချင်တာပေါ့နော်ဟုတ်အဲ့လိုဆိုတော့အနှစ်ကကြံခဲ့တယ်ကွာ core တွေကကြံခဲ့တယ် hype တွေကတော့ hype camp hype ကိုပေါ့နော်တဖြည်းဖြည်းချင်းပြောင်းသွားတာပေါ့နော်အခုဒီနောက်ပိုင်းဆိုလို့ရှိရင်လည်းအဲ့လိုမျိုး noise တွေအများများတာဟိုရတည်ရခါအကုန်လုံးကဘယ်နောက်ကိုလိုက်လို့လိုက်ရမှမသိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့ဟာတွေကလည်းအများများရှိတယ်ရင်တော့ဆိုတော့တို့ကဟိုခုနPJ podcast မှာပြော trend ဆိုလို့ရှိရင် trend ရှိရပေါ့နော်သိရမှာဒီမျိုးသွားအခုကနီးပညာလောကမှာဆိုလို့ရှိရင်လည်းအများကြီးပဲတင်မှာဖြစ်ပြနေဟာရအများကြီးပဲဟုတ်တာရောမဟုတ်တာရောအဲ့လိုမျိုးဖြစ်နေတော့အဲ့တော့ဟိုအတွေ့အကြုံတော့ကိုလိုက်တင်တာပေါ့နော်ကိုတခုခုဖန်တီးထားတဲ့အတွေ့အကြုံကိုတခုလုပ်ခဲ့ပြီးတဲ့အတွေ့အကြုံကပို့ပြီးတော့အရေးကြီးတယ်ကိုဒီဟာကို online မှာဖတ်ထားပြီးတော့သူများနဲ့ပြောပြနိုင်တာထက်ကိုသိရမလားဟိုကိုကဒါကိုလုပ်ဖူးတယ်ဆိုတဲ့အတွေ့အကြုံကပို့ပြီးတော့I've done it ဆိုတဲ့ဟာကိုရေးကြည့်လို့တင်တယ်ဟုတ် and အဲ့တော့ဟို suggestion နဲ့ဝင်သွားမှထင်တယ် one big advice ဆိုလို့ရှိရင်အခုနဟာပဲဖြစ်တော့ပေါ့နော် one big advice ဆိုရင်အဲ့ဒါပေါ့နော် small advice တွေကတော့အများကြီးပြီးလို့ရအောင်အင်္ဂလိပ်စာလောက်ရမယ်လို့ communication skill developer တွေကတော်တော်များ communication အញ្ញံ့တယ်ဟိုပမာလို့ပြောရင်တော့ပမာ developer ပမာလို့ပြောရင်တော့အញ្ញံ့တယ် communication တွေတက်အောင်လုပ်ရမယ်လို့နောက်ပြီးသွားရင်အခုတက်လေးနဲ့ရလာဘာထပ်မြင်ရလဲဆိုတော့ဟိုတနေ့ OY ဘာလုပ်မှလဲပေါ့နော်အဲ့ဒီဟာကိုကြိုပြီးတော့တွေးရမယ်ပေါ့နော် OY မရေးနိုင်ကြတော့မရေးနိုင်ဘူးဆိုရင်ရေးနိုင်အောင်ဆက်လုပ်မှလားဒါမှမဟုတ်ရင်ပို့ပြီးတော့ advance ဖြစ်တဲ့ position တခုခု career တခုကိုရည်စူးပြီးတော့လုပ်မှလားအဲ့လိုမျိုးလေးစပြီးတော့ဟိုနီးပညာလောကတွေဝင်ပြီးဆိုပဲကိုကလုံးဝအကုတ်ကြီးပဲတစ်သက်လုံးကြီးသွားမယ်လူလားဒါမှမဟုတ်ဆိုလို့ရှိရင်အဲ့လို manage လုပ်မဲ့ဖက်ကိုသွားမှာလားအကုတ်ကြီးပဲတစ်သက်လုံးရေးလို့မရတော့တစ်ချိန်ရောက်ရင်အဲ့အသက်အရွယ်ကသူကမလန်းမလုပ်နိုင်တော့အဲ့တော့ရုံးမှာဆိုလဲတစ်ခါတည်းကျရင်ပြောလို့ရှိရဲမှာဟိုခါကျရင်ခုခေတ်ဖြစ်နေတာ backend ဆိုတော့ backend တမှာ backend ပဲရေးမှာ front end ဆိုလဲ front end တမှာ front end ပဲရေးမှာပြီးတော့မှငါ note တမှာ note ပဲရေးတတ်တာ note ပဲရေးမှာတစ်သက်လုံးအဲ့ဒါဘာဖြစ်လဲဆိုတော့အသက်ကကြီးလာတယ်အဲ့ဒီငါဆိုပြီးဆွဲကြိုင်ထားတဲ့ဒူးချင်းတွေကဟောင်းတော့အစ်စ်တွေပေါ်လာအဲ့တော့လိုက်လေ့လာရတယ်တခုပြောင်းနေတယ်တစ်ချိန်ကျရင်ကအသက်ကြီးသွားရွယ်ထူးကြသွားမပြောင်းနိုင်တော့ဘူးအဲ့ချိန်ကျအဲ့မပြောင်းနိုင်တဲ့နောက်ဆုံးကြံခဲ့နီးပညာတွေကိုပါသွားမှလားဒါမှမဟုတ်ငါအားလုံးတက်တယ်ငါအားလုံးလုပ်ဘူးလေအဲ့ဒါဆိုရင်architect ဖြစ်မှာလားအဲ့မလားဟို product owner လုပ်မှာလား CTO လုပ်မလား CPU လုပ်မလား head of ကလုပ်မလဲအဲ့ဒီဟာတွေကိုရောက်ဖို့အတွက်ကိုအရာအားလုံးသိနေဖို့လုပ်ထားသေးတယ်ပေါ့နော်ဟုတ်အဲ့တော့အခုခုနပြောသလိုမျိုးပေါ့နော်လူငယ်ဆိုလို့ရှိရင်လည်းကိုအရှိဘာလုပ်မယ်ဆိုတော့အခုရဲ့ upcoming plan ဆိုလို့ရှိရင်တော့မရှိဘာအရှိဆက်ဘာလုပ်ဖို့အခုစဉ်းစားထားလဲ upcoming plan ကတော့ဒီ company ကို profitable ဖြစ်အောင်လုပ်ရမှာပေါ့အဲ့တော့အခုကယာတို့ကနှစ်ခုပေါ့နော် Caro Group မှာလည်းဒီ product နဲ့ဟိုဟာကိုလုပ်ရတယ်ပြီးဒီသူတို့ invest လုပ်ထားတဲ့ company မှာလည်း CEO ကိုလုပ်နေရသေးတယ်ပေါ့နော်အဲ့တော့ဟိုနှစ်ခုလုံးချိန်နဲ့အောင်ပေါ့နော်ပြီးတော့ဒီဘက်မှာကိုယ့်ရဲ့တကယ် interest ကဒီ company ဒီ company အောင်မြင်ဖို့အဓိကဟိုလုပ်ယူရမှာပေါ့နော်ဟိုအဲ့ဆိုလို့ရှိရင်ခုနပြောတဲ့ဟာနဲ့ဆက်ပြီးရောဆိုလို့ရှိရင်နောက်ပြန်ပြီးတော့သွားလို့ရမယ်ဆိုလို့ရှိရင်ပေါ့နော် if you have a chance to go back ပေါ့ time travel လို့ရှိရဆိုလို့ရှိရင်ပြန်သွားပြီးတော့ပြင်ချင်တဲ့ဟာတခုရှိတာ3000နောင်ကအရင်ရခဲ့နောင်တော်တော်ရခဲ့တယ်ဒါပေမဲ့တခုတော့ရှိတယ်နောက်ကိုပြန်သွားလို့ရမယ်ဆိုရင်အဲဒီ post covid မှာဟို post covid plan ဆိုပြီးတော့ဟို investment တွေအများကြီးလုပ်ခဲ့ပြီးတဲ့ဟာကို
အခုချိန်မှာတော်တော်နောင်တရတယ်ပေါ့နော်ပြင်ရမယ်ဆိုရင်အဲ့တစ်ခုကိုပြင်လိုက်ပြီးတော့အဲ့ချိန်မှာရှိတဲ့ဟာတွေအကုန်လုံးကဒီ regional investment လို့ဟာမျိုးကိုလုပ်ခဲ့မိမယ်ဆိုရင်ဒီချိန်မှာဒီတဲ့အများကြီးပိုပြီးရှေ့ရောက်နေမယ်ထင်တယ်ဟုတ်ဆို as in like started ပုံမှာ invest လုပ်တဲ့ဟာကိုပြောချင်တာဟုတ်တယ်ကိုဗစ်ပြီးသွားတဲ့ချိန်မှာဒီ revamp တွေအများကြီးလုပ်တယ်ပေါ့နော်အဲ့ Polar SAR as a hardware ကို dump လုပ်လိုက်ပြီးတော့ဒီ app နဲ့ in-app purchase နဲ့ဒီ Google Map ကိုhead to head 5ပြရမယ့် app တွေပါ invest လုပ်လိုက်တယ်ဒါပေမဲ့ launch မဖြစ်သွားခဲ့တော့ဘူးပေါ့နော်အဲ့ဒါမျိုးရှိတယ် alright yep okay တခြားဖြစ်ပြီးတော့အခုပြောချင်တာပါရှိသေးတယ်တခြားဘာဖြစ်ပြောရမှာလဲဘာမေးချင်သေးလဲမမေးချင်သေးဘူး။ခေအဲ့ဆိုကျေးဇူးအများကြီးတင်ပါတယ်ကိုဒီနေ့try ပြီးတော့ပြောပြရတဲ့အတွက်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားပေးရလဲ